ဒီနေ့တော့အာလူကြော်စားခြင်းစိတ်ပေါက်လို့အာလူကြော်မယ်လို့အာလူကိုကြော်ခြင်းနဲ့သူ့ကိုအသုံးလေးတွေသုံးပြီးလှီးထားမယ်ပြီးရင်စားလေးထည့်ပြီးတော့ပြုတ်ထားပေးမယ်ဘာဖြစ်လို့လဲဆိုတော့သူကပို့ပြီးတော့အနူးလွယ်လို့ပါကြက်လို့ရှိရင်သူ့ကိုဇုံးနဲ့ဖြစ်ဖြစ်ခင်းနဲ့ဖြစ်ဖြစ်ခြေပေးမယ်ခြေပေးထားပြီးရင်အရသာလေးထည့်ပြီးနေမယ်ပေါ့နော်အရသာကတော့စားထည့်မယ်အချုံမုတ်ထည့်မယ်အချုံမုတ်ကတော့ option နဲ့ပါနော်ကိုကြိုက်ရင်ထည့်ပါပြီးရင်ငေးကောင်းထည့်မယ်မဆလာကတော့ကျမတို့မပါမဖြစ်ပေါ့နော်မဆလာနဲ့တင်းတင်းလေးရပို့ပြီးတော့ကျမပို့ကြိုက်တယ်ရှင်မဆလာထည့်မယ်ပြီးလို့ရှိရင်အာလူတွေကိုကြော်တဲ့အခါမှာဟွာကျဲပြီးတော့ကွက်ထွက်သွားမှစိုးလို့သူ့ကိုပြောင်းကွန်ပုံလေးထည့်ပြီးတော့နေပေးမယ်ပြောင်းကွန်ပုံလေးထည့်မယ်ပေါ့နော်ကျမအာလူကိုကျမအချိုးကျမနှစ်မျိုးကြော်တယ်ရှင်တစ်မျိုးကတော့အထဲမှာအစာတုပ်ပြီးကြော်တယ်စားရတယ်ဟိုကြက်သွန်နီပဲစီတက်ပြီးကြော်တာပေါ့နော်အသားတွေပါတယ်ကျမမရှိတော့မထည့်တော့ဘူးအဲ3လုံးလောက်ပေါ့နော်3လုံးလောက်ကိုကျမအစာတုပ်ကြော်ပြီးကျန်တာကတော့ကျမအဲအလုံးသေးသေးလေးပဲလုံးပြီးတော့ကြော်မယ်ရှင်အဲ့လိုမျိုးနော်အဲ့မှာပြောင်းကွန်ပုံလေးထည့်ပြီးတော့ကျမအဲ့မှာနေပေးမယ်ကိုယ်တိုင်စိတ်ကြိုက်စားမှာမလို့ကိုယ့်ဘာသာကိုယ်ပဲလက်နဲ့နေတယ်ပေါ့နော်ပြီးလို့ရှိရင်ကျက်သွန်အဖြူနေစီတက်မယ်ငယ်ဦးသီးစိမ်းလေးပါထည့်ပြီးစီတက်မယ်ဘာဖြစ်လို့ဆိုကျမအာလူကတလေးကို3လုံးထည့်မှာမလို့လေစီနေနဲ့ပဲထည့်မယ်နော်စီလေးနဲ့လေးပဲထည့်မယ်ပြီးတော့အဲ့လုံးနဲ့ကျမကကြတော့စီလေးပေါ်လက်ပေါ်မှာစီလေးဆွတ်ပြီးတော့လုံးတာပေါ့နော်အဲ့လိုမျိုးသူ့ကိုစီတက်ထားမယ်စီတက်ပြီးလို့ရှိရင်မှုေးလာပြီဆိုမှချလိုက်ပြီးတော့ကျမအာလူအလုံးကြီးလဲလုံးမယ်အသေးလဲလုံးမယ်အဲဘေးနာအကြီးကအာလူကတလေးထဲမှာအစာတွတ်ထားတာဒါအသေးလေးပါကျေးဇူးတင်ပါတယ်စားကြပါအောင်ရှင်